သွားပါတော့မယ်ကဲကိုကဒီလူလေးညီမလေးထိန်းဆုံးပါဖေမလေးဖေကိုကတော့ဒီမှာမြင်တွေ့နေရတဲ့အတိုင်းပဲအေးလေးရဲ့အခြေအနေကတော့ဟိုမှာတော်တော်ကြီးဆိုးဆိုးဝါအဲ့ဆိုလူနေလို့မရတော့ဘူး Oh my god ဖေအိမ်တိုင်းဖြစ်ဖို့ဆိုတာလွယ်တာမှမဟုတ်တာဟိုလေဒီဘက်မှာတွေရောတော်တော်ဆိုးဆိုးဝါအေးဘာမှယူစရာမရတော့ဘူးဒီအိမ်ပြိုပြီးတော့ဒါစုံပါသွားတဲ့ဒါကြံခဲ့တဲ့မိသားစုဝင်တွေအိမ်တွေပေါ့နော်တိမ်ဆင်လိုက်ပြီးတော့ပေးမှာပဲဖြစ်လူမှာပဲဖြစ်ပါတယ်အမအော်ဖေကြော့လေးမောက်တော့ပြီးလို့ရှိရင်9သိန်းလေးနော်ကုသိုလ်ကောင်းမှုလေးလုပ်လို့ရအောင်လို့နော်ဟုတ်ကဲ့ဟုတ်ကျေးဇူးပါဟုတ်ကဲ့